မှုတွေကဒီပွဲမှာဘယ်မက်စ်မန်ပို့ပြီးတော့5 လဲဆိုတော့ပိုင်းခြားလေးတွေကိုကျွန်တော်တို့ဒါခွဲခြားပြသသွားတော့မှာဖြစ်ပါတယ်ဆိုတော့ AI Esport နဲ့ Rio Esport ရဲ့ကျွန်တော်တို့ဒါ Best of 3 Series အနိုင်ရှုံးအဆုံးဖြတ်ပြီးမဲ့ Match Point ပွဲစဉ်တွေကတော့အားလုံးနဲ့တူပြန်လည်စတင်လာခဲ့ပါပြီဗျာ Game 1 Game 2ရောမှာကျွန်တော်ဒီကြည့်ရလောက်နှစ်သင်းလုံးကသူတို့ရဲ့ plan လေးနဲ့ကိုစီကျွန်တော်လာခဲ့ကြတယ်ပေါ့ဗျာကျွန်တော်ဒီ update patch အပြောင်းလေးတွေမှာကျွန်တော်ဒီ hero အသစ်တွေလည်းကျွန်တော်ဒါပြန်လည်ပြီးတော့မြင်တွေ့နေရတယ်ဗျာဒီခု game number 3မှာလည်းကျွန်တော်တစ်ဖက်မှာ join နေပါရင်လည်းပြန်ပြီးတော့ထုတ်လာခဲ့တဲ့ကာလပေါ့နော်တစ်ဖက်ကလည်း Fasa Grot ဗျာ Black ရဲ့ကျွန်တော်ဒီ signature hero တွေထဲမှာဆိုလို့ရှိရင်ဒီ Grot ကြီးကပါနေတဲ့အနေအထားတစ်ခုရှိရပေါ့ဗျာဒီချက်ကိုလည်းကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ် Yuri ရဲ့ Lancelot ဗျာ game 1မှာတော့သူ performance ကောင်းကောင်းလေးပြသခဲ့တယ်ဒီ Emblem ပိုင်းခြားရကျွန်တော်တို့သွားပြီးကြည့်မယ်ဆိုလို့ရှိရင်လည်း super back နေနဲ့ combo Emblem နဲ့ထွက်လာတယ်ပေါ့နော်ကျွန်တော်တို့ဒါပြန်ပြီးတော့အဆင်ပြေနိုင်တဲ့အရာ tenacity ပါတယ်ဆိုတော့ mid တွေပါ gan နဲ့ပြူရတဲ့ပိုင်းတွေမှာတော့အပြန်ကာထားလို့ရတဲ့ပုံစံတစ်ခုပါပဲတော်တော်လေးတော့ကျွန်တော်တို့အဆင်ပြေပြောရမယ်ဗျ Brisbane နဲ့ထွက်လာခဲ့တဲ့ခိုက်တဲ့မျိုးဆိုတော့ Jushin ရဲ့ London Flare တွေသူပေးတဲ့ Crescent Bay Company ကသူ့ကိုလည်းကောင်းကောင်းကြီးကျွန်တော်တို့ဒါ mass HP 5% လောက်အနည်းဆုံးပြင်ပြီးတော့ရစီမဲ့အနေထားမျိုးလေးတော့ရှိမယ်ပေါ့လေ Grot နဲ့ UNS ကပုံမှန်လေးပြောရရင်မ open ပေးတဲ့နေရာမှာတော့အတော်လေးကောင်းတယ်ဗျနော် AOE ဘာတွေကလည်းဒါ Grot ရဲ့ကျွန်တော်တို့ဒါ chest တစ်ခုတော့ပဲပါလာသေးရဆိုပေမဲ့ကျွန်တော်တို့ထင်တယ်လို့ကြီးတော့အားနဲ့နေရအနေထားမျိုးတော့တိတ်မဟုတ်ဘူး objective fight တွေမှာတစ်ဖက်က join ကိုကောင်းကောင်းကြီးပြင်ပြီးတော့ pressure ပေးလို့တော့ရနိုင်တယ်ဒါမှလည်း mobility အရင်မြင်ပါတဲ့ join ကို100ခန့်လုံးတားနိုင်မယ်လို့တော့ကျွန်တော်တို့အာမခံချက်မရှိဘူးဗျဒါကတော့နောက်ပိုင်း objective fight တွေမှာ AI Esport ပြန်ကြည့်ရမယ့်အရာတစ်ခုပေါ့ဗျာကဲဒီမှာလည်းရှောင်းရန် a lot of fine piece တွေ line နေထားသေးတယ်နောက်မှလည်း Jury Final Christian ပြတ်သုံးနေနေပဲเนาะကျွန်တော် crab လေးတော့ရအောင်တော့စားထားသေးတယ်ဗျာအဓိကတော့ early game တွေမှာနိုင်ငံလေးထွေးထွေးမှုလေးတော့ရှိမှလည်း European ရောက်ဖို့ခတ်တယ်ဗျာเนาะရွေးနဲ့Groucho လက်ပူဆိုတော့ OY stand နေကောင်းကောင်းလုပ်လို့ရတယ်အဲ့တော့မှနောက်ကနေပြီးတော့ Black Grot တွေပါတက်ပြီးတော့ပါလာဖို့ရှိမှာဗျာဒီမှာလည်းရှောင်းရန်เนาะကျွန်တော် D3 တကောင်ဘလို့မှသူစားလို့မရတဲ့အဆုံးမှာတတဲကိုတိုးတော့လက်ပူလို့ပါကိုလာတိုးမှပဲရမှာဗျာဒီတိုင်းဆိုလို့ရှင်တတဲရောက်ဖို့မလွယ်ပါဘူးလက်ရှိရလေကျွန်တော်ဒီ Title Fight တခုကပြန်သွားနေပြီ Ultimate မရသေးဘူးဆိုတော့နည်းနည်းတော့ဆိုင်ရခက်တယ်ဗျအဲ့တော့ Yuri ပဲဒါရောက်အောင်တော့ယူသွားတယ်ပေါ့နော်ပွင့်လင်းပြောရရင်ဒါ Reno Backup Setup ကတေတာပေါက်ရှောင်းရန်အနေနဲ့အရှိမရှိရဲ့ crowd control spare တွေအကုန်ပြီးသွားမှသူဝင်လို့ပြုလို့ရမှာအဲ့ဒီຢာတွေအကုန်လုံးပြီးသွားမယ်ဆိုလို့ရှိရင်လေစောင့်မဲ့ຢာချာတစ်ပေါက်လောက်ပဲကြည့်ပါဗျာဒီပွဲမှာခုနကတော့ DY mention လုပ်ခဲ့တဲ့ຢာလေးနည်းနည်းအောင်သတိထားမိသလိုပဲနည်းဖမ်းဖို့ပြုဖို့ခက်ခဲတာဆိုတော့နှစ်ကွက်လောက်တာပြီးသွားရင်အဓိက Holy Crystal ပြီးသွားတဲ့ time မှာဆိုရင်သူရဲ့ Alert Fire Beat Dance တွေAI နဲ့ထိန်းသိမ်းဖို့ခက်ခဲလိမ့်မယ်ဗျာStallion Side တွေပါနေကျွန်တော်တို့ပြန်ကြည့်ရတဲ့အပိုင်းလေးတွေမှာတော့ဒါခုန S တွေပြောသလိုပဲ join ကိုနောက်ပိုင်းမိနစ်ပိုင်းခြားတွေမှာကျွန်တော်တို့ဖမ်းနိုင်မှုတော့ခက်ခဲလာနိုင်တဲ့အပိုင်းလေးတွေရှိလာနိုင်တယ်ပေါ့လေဒါတော့ကျွန်တော်တို့ AI Esport နဲ့ front line ကဘယ်လိုပြန်ပြီးတော့ဖြည့်ရှင်းကြမလဲဒါလေးကတော့ကျွန်တော်တို့ game 3မှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်လို့ပြောရမယ်ပြီးခဲ့တဲ့ game 2တော့သူတို့သွားခဲ့တဲ့ chip draft ကအတော်လေး strong ဖြစ်တယ်ဒါပေမဲ့ chip နဲ့တွဲဖက်မယ် close range မှာကောင်းကောင်းကြီးကျွန်တော်တို့ဒါ stand တွေ AOE တွေပေးနိုင်မယ် hero တွေနဲ့ပေါင်လာခင်ကျွန်တော်မရှိဘူးဗျ Ruby တို့ Arlo တို့ထားပါတော့ဒီ Grok တို့တကောင်ကောင်နဲ့ chip တွေတွဲရမယ့်အချိန်မှာအဲ့လိုမျိုးကျွန်တော်တို့ဒါ pick off တွေပါပေးလို့ရတဲ့ hero ပါမလာခဲ့ဘူးဒီအားနဲ့ချက်ကတော်တော်လေးသိတာစေခဲ့တယ်သူတို့အနေနဲ့ UNS လိုမျိုး hero ကိုပွဲပြီးတဲ့အထိမဖြတ်နိုင်ခဲ့ဘူးဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့တွေ့လိုက်ရတယ်ပေါ့လေဆိုတော့ဒီတစ်ခါမှလည်း join ကိုဒီလိုမျိုးအဖြစ်မျိုးနဲ့ AI Esport မကြုံရဘူးတော့လိုတယ်ဗျာဒီ join ကဘယ်သူထိန်းမှာကိုယ်လုံး join ဘယ်သူထိန်းမလဲပေါ့နော်အဓိကတော့ထိန်းဖို့တော့နည်းလေးတော့ခက်လိမ့်မယ်အဓိက item နဲ့ပဲပြန်သွားမှာပဲရမှာပဲသိရမလားဒါပေမဲ့ taken လုံးမလား importer တွေသိရမလားအဲ့လိုဒီ Roma တွေနော်ကျွန်တော် wine chat တွေပါတွေကတော့ပါပါတယ် wine chat လေးပါလေးနဲ့ Fasa Grot နော်ကျွန်တော်ဒီ Fasa Grot တွဲလုံးလေးနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အစင်တော့ပြေနိုင် join ရင်ဆုံးမဝင်လာခင် join ကိုအဲ့လိုမျိုး ambush ပြီးတော့အဆုံးသတ်တာမျိုးပဲဖြစ်ဖြစ်ဒီ battle team fight တွေကနေပြီးတော့ကျွန်တော်ဒီ item တွေဖြစ်တဲ့နော် immortality တို့နော် winner crown တို့ဒါမျိုးလေးပြီးလာလို့ရှိရင်တော့အစင်တော့ပြေနိုင်ဒါပေမဲ့ Lancelot ရော join ရော balance control တွေကောင်းကောင်းကြီးလောက်လာမယ်ဆိုတဲ့အခြေအနေတစ်ခုမှာအရေးကြီးတာ frontline hero တွေနဲ့ဒီ mage တွေရဲ့ position ပဲနော် father solution လည်းဘာဖြစ်ဝင်းဆိုင်ဝင်းနေပါတွေပါတယ်အဲ့တော့သူ့အနေနဲ့လည်းပြန်ပြီးတော့ရှောင်ရှားလို့ရတဲ့အပိုင်းလေးရှိတယ်ဗျာအဲ face to face မှာတော့အနေငယ်လေးနော်ကျွန်တော် individual ဘိုင်းချလည်းနဲ့စကားပြောသွားမှဖြစ်ပြီးတော့ခုနလို itemization ရဒီလိုမျိုးဒီ damage dealing ဘိုင်းတွေကိုဘယ်လိုမျိုးပြန်ပြီးတော့ cover လုပ်မလဲဆိုတဲ့ဘိုင်းတွေကလည်းတော်တော်လေးတော့နှစ်သိန်းလုံးတော့ကအရေးကြီးတယ်ဗျာနော် join ကအဲ့လို skin အသစ်ထွက်ထားတော့ဗျာနည်းနည်းလေးအဲ့လိုမျိုးတက်ရရဆိုလို့ရှိရင်အယောင်ကြွားလေးရ M6 champion skin နော်တောက်ပနေတဲ့အနေထားမှာလို့ကျွန်တော်ပြောလို့ရတယ် ST14 ရဲ့ favorite hero တွေမှာပါတယ်နော် join signature ဒီဘက်ကကျွန်တော်တို့ join တွေပါတွေကတော့ရှောင်ရအောင်တော့ကြည့်ရမယ်ပေါ့လေသူကတော့ကျွန်တော်တို့9မိနစ်မှာ6ခါမှတော့ join လေးပါလေကျွန်တော်တို့တွေ့ခဲ့ပြီးတော့ပါနော်အဲ့လိုချင်းနေမျိုးဆိုတော့နောက်တော့ပါဆိုတော့ဒါလေးကလည်းကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားမယ်အဲ့လိုမမောက်ချင်ဒီတစ်ခုရှိရယ် Okay Figo တောက်ပြီးတော့ Figo တောက်ပြီးတော့ဆိုအဲ့ဒါဆိုမမောက်ဘူး Figo နဲ့တီဖြုတ်ဖို့တော့ကျွန်တော်နည်းနည်းလေးဒါ join ကိုတစ်ခုခုတော့စဉ်းစားဖို့တော့လိုလာပြီနော်ဒါလေးကတော့နောက်ပိုင်းပွဲတွေမှာကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမယ့်အရာပေါ့ဗျာဆိုတော့AI Esport အနေနဲ့လက်ရှိချိန်မှာသူတို့အနေနဲ့ဒါ objective ဘိုင်းတွေကိုတော့ game 1 တော့အတိုင်းပဲစပြီးတော့ take down လုပ်ထားနိုင်တယ် Ryan Beck ကလည်းဒါ join ရဲ့ခုနပြောခဲ့တဲ့ timing တစ်ခုပေါ့လေကျွန်တော် Stallion Side နဲ့ Holy Crystal တို့မို့နောက်ပိုင်းကျွန်တော်တို့ပြန်သွားမယ်ဒီ Black Wings မှာ timing လေးအထိတော့သူတို့ပြန်ဆောင်နေပုံတော့ပေါ်တယ်နောက်ပိုင်းသွားရင်တော့ backline တွေမှာသူ့အနေနဲ့ like ကမှာပဲဒါတော့ Fasa အနေနဲ့ PA7 ကောင်းကောင်း position play သူ့အနေနဲ့တခုပြနိုင်မှာတော့ရမယ်ဗျပြီးခဲ့တဲ့ပွဲက Eve လိုမျိုး stack တွေရှိတယ်သူရတာမျိုးတွေအရင်ရှိမှာတော့မဟုတ်ဘူး Fasa ဒီ Kukurai survive လုပ်ပြီးမှသာအသင်းကိုနည်းနည်းလေးပြန်ပြီးတော့
ထောက်ပံ့မဲ့ hero သွားပြီးတော့ဖြစ်နေရပေါ့လေနော်ဒါပေမဲ့သူကိုယ်တိုင် backline တွေက flanking လုပ်နိုင်မယ်ဆိုလို့ရှင်တော့အတိုင်းထက်အလွန်ပေါ့လေဒါကတော့နည်းနည်းလေးဖြစ်နိုင်ကြတော့နဲပါတယ်လက်ရှိ draft အရာဆိုလို့ရှင် ကဲငှက်ကလေးရဲ့ပုံမြင်ပေါ့ဗျာနော် Fasa Grow တဲလုံးလေးဒီကကျွန်တော်ဒီ objective fight တွေမှာဒါတကယ်ကိုကြမ်းတမ်းခဲ့တဲ့ combo တစ်ခုဖြစ်တယ်ပေါ့နော်ရင်ကလေးကလည်းကျွန်တော်ဒီ Fasa Grow တဲလုံးကမြင်တွေ့ခဲ့ရတာဆိုတော့ခဏနေကြလို့ရှိရင်တော့ကျွန်တော်ကြည့်ရမယ် Rio ဘက်ကလည်းကျွန်တော်ခုနကပြောသလို join ရဲ့အတက်ဖက်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုကဒီ game ဒီ game 3ဖြစ်နေတာgame 1တော့ဆိုလို့ရှိရင်လည်းကျွန်တော်နှစ်သိန်းလုံးကသူတို့ combo တွေနဲ့လာခဲ့တယ်game number 2မှာလည်းတူတူပဲဒီ game number 3မှာဆိုလို့ရှိရင်လည်း Fasa Grow ရှိရယ်တစ်ဖက်ကလည်းကျွန်တော်ဒီ Garo Kacha join ဗျာ AOE crowd control တစ်ခုမှာ join ကလို့ရှိရင်အကုန်လုံးလစ်ပတ်ပြီးထိလို့ရတယ်ဗျာအဲ့တော့ဘယ် combo တွေကဘယ်လိုမျိုးအလုံးဆက်ဖြစ်သွားမလဲဆိုတာတော့ land of down ထဲမှာကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်ရှုရအောင်ပါပဲဖြစ်ပါတယ်ဟုတ်ပါတယ်เนาะကျွန်တော်ကွန်ဘိုလေးတွေကတော့အရေးကြီးတယ်ဗျာပြောရင်ဆိုရင်လည်းကျွန်တော်တို့ရဲ့ပွဲစဉ်ကတော့ပြန်လည်ပြီးတော့စတင်လာခဲ့ပြီဖြစ်ပါတယ်ဒီမှာတော့ Messi လေကာတင်သွားပြီးတော့လုံနေခဲ့တယ်လို့တစ်ဖက်ကိုသွားပြီးတော့ချိမယ်ဆိုလို့ရှိရင်လည်းဒါ Bland အနေနဲ့ကတော့တောက်လျှောက်ပဲ join ရဲ့ jungle area မှာ map လိုက်ပြနေဆိုတဲ့ပိုင်းကြားလေးရှိတယ်ဗျာဒီလိုမျိုး map တွေပါဖွင့်ပြီးတော့လည်းကောင်းတာပဲဗျာเนาะကျွန်တော်ဒါနောက်မှရှိတဲ့ goal laner တွေကနည်းနည်းလေး comfortable ဖြစ်တယ်ဆိုတဲ့ခံစားချက်မျိုးတော့ပြီးရဗျာဆိုတော့ရှောင်းရအောင်ပဲတစ်ဖက်က black တောက်လျှောက်လိုက်ကြည့်နေကြတဲ့ခိုင်တဲ့တစ်ခုမှာတော့ jungler အနေနဲ့သူနည်းနည်းလေးအားလေးကင်း time တွေမှာတစ်ဖက်က beast တွေပါနဲ့ elite pressure ပေးဖို့မျိုးတွေနောက်မှလည်းတောက်လျှောက်ကတ်နေခဲ့တဲ့ဒါ UNS ကိုသွားပြီးတော့ pressure ပေးဖို့ဆိုတာမျိုးတွေက Ryan Esport အနေနဲ့အတော်လေးလုံးမရပြုတ်မရဆိုတဲ့အနေအထားမျိုးလေးလို့ကျွန်တော်တို့ပြောရမယ် Anthony Ashley ထပ်ပြီးတော့ပြီးရပြီ Transcendent Valley လက်ရှိနေကြတဲ့ခိုင်တဲ့မှာတော့ Samuel အနေနဲ့ UNS ကိုသူ့အနေနဲ့ဘလို့မှလည်းနေမချက်မှာတာမောတော့မဟုတ်ဘူးဗျ commandation ပိုင်းက data file ဒီမှာသူ့အနေနဲ့ပြန်ပြီးတော့ကြည့်ရအောင်မယ် P7 air strike လေးကတော့စပြီးတော့ပြီးရပြီဒါပေမဲ့ပြဿနာတော့မရှိဘူးဗျ objective file တွေကတော်လေးတော့ဝေးပါသေးတယ်လက်ရှိကလည်းကျွန်တော်သွားနေခဲ့တာအောက်လင်းကိုအပိုင်ထိန်းပြီးတော့ပဲသူတို့အနေနဲ့ ganging လုပ်ဖို့ကြိုးစားနေရပါတော့အားလေးက UNS ကအဲ့ dominant ice တွေပိုင်းမပြီးဘူးဆိုလို့ရှိရင်အဲ့တက်ရဖြတ်ခက်ခဲတယ်ဗျဒီ Esmeralda တို့ဘာလို့လဲပါတယ်ဒီ update patch ကဒီကောင်တွေကကျွန်တော်တော်လေးစိုးတဲ့ဒါ SB လင်းအခန်းကဏ္ဍတစ်ခုမှလို့ကျွန်တော်ပြောလို့ရတယ်ဒီ map ကကျွန်တော် dangerous grass ဖြစ်တဲ့အတွက်ကြောင့်မို့တော့ဒီခြုံတွေတွေကနေစစ်ဖို့အတွက်ကတော့တေချာမောက်လုံးမရမယ်မဟုတ် ambush ပြီးတော့ surprise ဆိုပြီးမှတခါလေးတီးထုတ်သွားမယ်အကွက်တွေကလည်းကျွန်တော်အများကြီးချန်နေသေးတာပေါ့ဗျာ grow ပဲเนาะ grow အဲ့လိုမျိုးဒီခြုံပုတ်တွေများနေရောလေအဲ့ဒီ grass တွေကနေရှောက်ဒိုးနေပြီးတော့ပုံးနေတာတို့ wine chat flicker ဘာညာပြန်ပေးလို့ရတဲ့ပိုင်းကြားလေးရှိရဗျာ Father ရဲ့ air strike နဲ့ grow ရဲ့ wine chat ဆိုလို့ရှိရင် hero တကောင်ကပြတ်သွားဖို့အတွက်ဂျာနိုတော်လေးကိုများရဆိုတဲ့အခြေအနေမျိုးတော့ဖြစ်နေတယ်အဲ့တော့ လောဆယ်တော့ hero k က4မိနစ်ထိလုံးဝမထွက်လာသေးဘူးဒီ second title fight မှာနှစ်သိန်းတော့ level 4တွေရကုန်ပြီဆိုတော့ဒီမှာတော့ကျွန်တော် hero k လေးပါလေးစပေါ်နိုင်တယ်ဗျာပြီးတော့ Rio Esport လည်းဒီ title fight ကိုတော့လာပြီးတော့စိုင်ဖို့အတွက်ဒါအစင်းသင်းဖြစ်တဲ့အခြေအနေပါပဲတရပိုင်းဖန်ဆန်ရတာ barricade လေးပါလေး black သူစပြီးတော့ပြီးရတယ်တစ်ဖက်က Ryan Esport အနေနဲ့သူတို့စပြီးတော့ dance မယ်ဆိုရင်တော့မှ grab barricade ကြောင်းတော့တာတော်ဒီချာလေးကျွန်တော်တို့ဒါ secure လုပ်နိုင်ဖို့တော့အနေငယ်ခက်တဲ့အနေအထားမျိုးလေးတော့ပြောရမယ်ပေါ့နော်အဲ့တော့ကျွန်တော် Euro ရဲ့ land slot အနေနဲ့ AC လေးပဲသူအချိန်တွေပါတယ်အများကြီးရတဲ့အခြေအနေပြ back up ပြန်ရတော့ပြန်ပြီးတော့ရှိလာသေးတယ်ဆိုပေမဲ့ grab barricade ကြောင်းတာတော်တစ်ဖက်က Ryan Esport အနေနဲ့အရင် dance လို့သိမရဘူး front line မှာလည်း Messi တောက်လျှောက်လိုက်ပြီးတော့ map open နေခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတော့ careful position လေးကောင်းကောင်းယူပြီးတော့ပြစ်နိုင်မှာတော့ဖြစ်လိမ့်မယ်ဗျာplayကျွန်တော်နောက်ထပ် resist လက်ရိုက်ထားတယ်အဒီကတော့ကျွန်တော်ဟန်မီကို force ထားရုံလောက်ပဲဗျာတပ်ဖို့ဖြတ်ဖို့ကတော့တိတ်မလွယ်ကူမှာမဟုတ်ဘူးဒါပေမဲ့ဒီအချိန်မှာ ultimate တွေရနေပြီ barricade တာပြီး charge ပြတ်တိုင်းမဲ့ Dan တွေကိုတော့တစ်ဖက်ကလည်းကျွန်တော် view ဆိုင်ရမှာဖြစ်တယ်လို့ super light ရဲ့ ever the guardian တကွက်ကိုလည်းကျွန်တော်တို့ညှော်လင်းရမှာဖြစ်တယ်ဗျာwide chat ပါ4 man နောက်မှာ for the air strike တပြည့်လိုက်လာသေးတယ်တော့ Messi ပြန်ကြတယ်ဗျာ UG တွဲလုံးနဲ့တူပဲပြန်လွတ်မြောက်သွားခဲ့သလိုရှောင်းရန် electrify piece တွေကြားထဲမှာ a leader ပါတက်တောင်းတဲ့ပြေမှာတတေကိုပါပေးလိုက်ရတဲ့နောက်မှာ AI Esport အသင်းဒီတစ်ခေါက်မှာတော့ 2 man downတတေပါပါသွားတဲ့အတွက်ကြောင့်မလို့ network cap ကတော့ချက်ချင်းပဲ 1k လောက်ထိနေသွားပြီဗျာလုံးဝကျွန်တော် 1-4 man တောက်လျှောက်တော်တော်လေးလာတယ်ပြန်ပြီးတော့တိုက်ခတ်ပေးနိုင်ခဲ့တဲ့အပန်းလေးရှိရဆိုပေမဲ့ကျွန်တော်တို့စိုးရိမ်ခဲ့တယ်ဆိုတဲ့အရာလေးပေါ့လေ Joy beast control ဘယ်သူထိန်းကြမလဲဆိုတဲ့အရာတစ်ခုပါဒီ second target fight မှာပဲဒီကောင်ရုံလုံးပေါ်လာခဲ့တဲ့အနေအထားမျိုးလို့ကျွန်တော်တို့ပြောရလိမ့်မယ်ဗျာအလီတာလိုမျိုးဒါဝန်ဝန်လိုမျိုး hero တစ်ကောင်အနေနဲ့ပြန်ပြီးတော့ကြာသွားခဲ့တယ်ဆိုတဲ့အချက်တစ်ခုကလည်းနည်းနည်းလေးတော့ late game နဲ့ပိုင်းခြားပြီးမှပြန်ပြီးတော့ကြည့်နိုင်စေလိမ့်မယ် black အတော်လေးစပြီးတော့သူ့အနေနဲ့ကြုံသွားခဲ့သေးရဆိုပေမဲ့အလန်းဝေးတဲ့အခြေအနေတစ်ခုမှာတော့တစ်ဖက်က Ryan Esport အနေနဲ့အရင်ရော over extend နဲ့သိမ့်မလို့ဘူးဗျာသူတို့ရဲ့ jungle space တွေပါပြန်ပြီးတော့ကြည့်ရမယ့်အခြေအနေတစ်ခုလို့ပြောရမယ်အပေါ်လိုင်း first tower မရှိတော့ဘူးဆိုတဲ့အခိုက်အတန့်မှာ Alida space လေးကနည်းနည်းလေးစပြီးတော့ကျင်းလာပြီဒီအပြင်နောက်ထပ်စိတ်ပူစရာကျွန်တော်တို့ဒါစိုးရိမ်စရာဒါ AI Esport ဘက်ကကျွန်တော်တစ်ခုရှိရယ်အဲ့ရကျွန်တော်ဒီ Fasa အနေနဲ့ standing position တစ်ခုမှာလက်ပူဝင်ရိုက်တဲ့တန်တွေကိုလည်းခံရမယ်ပြီးတော့ကျွန်တော်ဒီအဲ့ position တွေကိုဖြတ်ပေးဖို့အတွက်လည်းပြန်ကြည့်ရမယ် replay တွေရကျွန်တော်သွားပြီးလက်ဦးမှုရခဲ့တာတော့ AI Esport ရခဲ့ဆိုပေမဲ့ရှောင်းရန်အနေနဲ့ကျွန်တော်ဒီပပနက်နဲ့ပဲသူ့ရဲ့ little 5B dance အောက်မှာ Hero K နှစ်ကောင်ဒါရရှိလိုက်တယ်ပေါ့နော်ဒီအတွက်ကြောင့်ပဲ charge Fasa air strike ထက်ချေးလိုက်နေပဲ combo တွဲဖို့ကြိုးစားထားသေးရဲ့ဗျာမရဘူးဗျာเนาะကျွန်တော်တို့ဒါတောက်လျှောက်ပဲ instruct ကမပြတ်သေးဘူးဖြစ်နေရယ်အဓိကဒီ super light တို့ဘာလို့လဲပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ reverse light လေးပါလေးကြံနေသေးတဲ့အနေထားဆိုတော့တိတ်ပြီးတော့မှပေးဖို့တော့မလွယ်သေးဘူးဗျ Hero K နှစ်ကောင်လောက်ထိရယူထားနိုင်တယ်တတက်ပြန်ရတဲ့အချိန်မှာ number 1k များတော့မများသေးဘူးဆိုရင်မစိုးလောက်ဆိုတဲ့ခြေတစ်ခုတော့ Esport ပတ်သက်ထားသေး Embrave တွေကြားထဲမှာ Resi 6 ချက် Just Sonata ပြန်ပြီးတော့ပေးနေနေတယ်ပဲ Messi
ပြန်ပြီးတော့ forward လုပ်နေရတယ်ဗျာ1-1အတွက်သူတို့ပြန်ပြီးတော့ကြည်ပေးနေတဲ့အချိန်တစ်ခုမှာ Regan Slash Nation က stand နေပြန်ပြီးတော့ပေးထားခဲ့မယ်လေ Alita နော်ကျွန်တော်ဒီတစ်ခါမှလည်းပြန်လဲပြီးတော့လွတ်မြောက်သွားတယ်လို့ပဲပြောမှာဗျာမလွယ်ဘူးဗျအရင်ပြောနေပြတဲ့တခုအပေါ်လာမှတစ်ခါတည်းပဲရှောင်းရန် only ပဲလိုက်ကြည့်နေတယ် Airstrike execution လေး Rory ပြန်ပြီးတော့ပေးထားစေပဲဆိုပေမဲ့ကျွန်တော်တို့ဘာမှတမထူးတဲ့အရာတစ်ခုနဲ့ဆက်ပြီးတော့ကြုံတွေ့နေရစေပဲဗျအောင်ရမှလည်း Messi တောက်လျှောက် link ကထားပြီးတော့သူ့အနေနဲ့ combination ပိုင်းရစိုးစိုးလေးလာသူတခါတည်းပဲတော်ပြန် push ခဲ့တဲ့အပန်းလေးရှိရဆိုပေမဲ့တော်တန်ကတော့ဒီ join ကိုတားဖို့အတွက်အရင်မဖြစ်နိုင်သေးတဲ့အနေအထားမျိုးလေးမှာလည်းကျွန်တော်တို့ဆက်ပြီးတော့ရှိနေစေပဲလို့ပြောမှတယ် Genius 1လေးက PY Advanced Piece တောက်လျှောက် Chris Bacon လေး super bet ထပ်ပေးထားတယ်ပဲ Yuri ကိုတောက်လျှောက်လိုက်ပြီးတော့ pressure ပေးနေတဲ့ခက်တဲ့တစ်ခုမှာတော့ရှေ့မှာလည်း Black front line မှာတော့စပြီးတော့ဝင်လာတယ်နောက်မှလည်းကျွန်တော်တို့ Samuel level နဲ့တောက်လျှောက်လိုက်ပြီးတော့ dive မယ်ဆိုလို့ရှိရင်သူတို့ဘက်ကလည်း back line မှာ Alita တို့ PS7 တို့ကအရင် position တည်လို့မရအောင်ဆိုတော့အနေအထားမျိုးလေးလည်းကျွန်တော်တို့ဆက်တွေ့ရတယ်ဗျာဆိုတော့ Chris Bacon ဆက်ပြီးတော့ရှိနေစေပဲနောက်မှလည်း energy impact နဲ့ air strike ပြန်ရှုံးမှာ Ricky Snap နဲ့ Land Shake က Brevis Spider ထပ်ပြီးတော့ back line control တွေအောက်မှာတာတော်ထက်ရောက်ဖို့တော့များတယ်တစ်ဖက်ကလည်း black ဖြတ်အကြိုက်မှာတော့ Retribution မှာ Yuri ထက်ရလို့ HP ဖြတ်တော့မှလည်း AOG blood ကောင်ထပ်ပါလာခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတော့ Kafu ထပ်ပြီးတော့အဆုံးသတ်ပြီးထားလိုက်ပါပြီ Grand ရဲ့ golden time တစ်ခုတော့ကျွန်တော်တို့ဒါစောစီးပဲပြန်ရောက်သွားမလားဆိုတော့ကြည့်ရမယ်ကျွန်တော်ရှင်းမှာပြောလို့ PA7 Feather Airstrike ကျဲတဲ့အချိန်ဒီမှာကွက်တိကျွန်တော်ရိုက်မှာပေါ့နော် Samuel အနေနဲ့နောက်တစ်ခုကကျွန်တော် super band အနေနဲ့ glowing ဝင်ပြီးသွားပြီဗျာ front liner နှစ်ကောင်ဒီ damage taken လုပ်ပေးဖို့အကောင်းဆုံးဖြစ်တယ်ဒီ Uranus ကိုကျွန်တော်ဒီ grow ကြီးကို continuous damage ပိုင်းမှာကျွန်တော်မီးဆွဲနေမှာဆိုတော့ဒီအတွက်ကရန် e-sport တွေဒါ early game တွေမှာကျွန်တော်အများကြီးကျွန်တော်ဒါရေကြီးတော့မဲ့အနေအထားမှာရှိတယ်အဲ့တော့ Rayon အနေနဲ့တော့ကျွန်တော်ဒီတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်တော့ Alita ရဲ့ damage ကိုပဲကျွန်တော်တို့မျှော်လင့်လို့ရမှာသူနှစ်ချောင်းတော့ပြီးနေပြီနောက်ထပ် item လေးထပ်ပြီးမှဆင်ပြေလိမ့်မယ်ဗျာဟုတ်တယ်ဗျာနော် Alita ကတော့တော်တော်လေးတော့ item တော့ပြန်သွားမယ်ပြောရင်းနဲ့ပဲတောက်လျှောက်ပဲကျွန်တော်သုံးလို့စီပြန်ပြီးတော့သုံးထားသေးတယ်မှာ Messi တန်းပြတ်တယ်ဗျာနောက်ကနေဘလိုင်းတွေပတ်ပြီးတော့ Father ရဲ့ air strike ကျဲတဲ့နောက်မှာ Kafu လုံးဝ flicker လေးနဲ့ပြန်လို့သွားတယ်ဗျာဒါပေမဲ့လည်းဂျန်နီကရဲ့ super back ကိုတော့ပြန်လဲအဆုံးသတ်ပေးနေနေပဲ flanking တပေါက်အောက်မှာတော့ပြန်လဲပြီးတော့ AI Sport တဲ့ Hero Kit တကောင်ပြန်ရတယ်ဗျာ1-for-1 trigger တဲ့ခိုက်တဲ့တစ်ခုမှာသူတို့အနေနဲ့ Million First Direct ကိုရှောင်းရင်ပြန်ပြီးတော့ကာထားနိုင်စေပဲဆိုပေမဲ့ကျွန်တော်တို့အရင်တော့သိမလို့ဗျာနော်နောက်တစ်ဆင့်မြင့်ဖို့ energy level နောက်တစ်ဆင့်မြင့်ဖို့ဆိုတဲ့ခိုက်တဲ့တစ်ခုမှာတော့ကျွန်တော်တို့ PS7 ရဲ့ flanking တစ်ခွက်ကိုတော့နော်နောက်တစ်ဆင့်အနေထားမျိုးနဲ့ကျွန်တော်တို့ဆက်ပြီးတော့တွေ့ရပြီဒါနဲ့လည်းပြီးတော့သူ့အနေထားရတော့ကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတော့ care တဲ့တစ်ဖက်က back line control on the Alita crossbow နဲ့ level တက်နေကြတဲ့ခိုက်တဲ့တစ်ခု air strike တောင်းချောင်း Lawrence control ပါနေမှာ Samuel လက်ပူတော့ PS7 ထပ်ပြီးတော့အဆုံးသတ်ပြီးထားပါပြီဒါလို့ဆက်သွားမှာပဲသူတို့ထွက်ကအဆင်ပြေလိမ့်မယ်ဗျာမောင်းရင်ကျွန်တော်ပုံမှန်တတိကတမယိုးချ tradition နဲ့အတိုင်းသွားမယ်ဆိုရင်တိတ်အဆင်ပြေမှာမဟုတ်ဘူး unbreakable နဲ့တော့ပြန်သွားထားတယ်တခုစဉ်းစားရမှာကဖူးစီလဲကျွန်တော် damage ထွက်လာပြီဗျာ grand ကကျွန်တော်ဒီ nature ရ early game damage output ကအများကြီးပိုပြီးပေးနိုင်တယ် cavalry step နဲ့ skymeter step ပို့ပြီးတော့များပြားလာရဆိုရင် Resident နဲ့ Death Sonata damage ကတကောင်ကျွန်တော်ခဏလေးပဲတူသွားလို့ရတယ်ပေါ့နော် cavalry step ပိုများလာရဆိုလို့ရှိရင်သူရဲ့ Resident scale 1 unlimit ဗျာနော်3ကလောက်4ကလောက်ဒီဇက်တိုက်သုံးလို့ရမယ်ကာလာတခုသူတို့နေရောက်သွားမယ် malefic roll လဲပါလာပြီဆိုတော့ penetration မှာပါလာပါတော့မယ်ဟုတ်တယ် item တွေကတော်တော်လေးတော့များလာပြီเนาะကျွန်တော် grand အနေနဲ့လည်းကဖူးတော်လေးတော့ကန်ကောင်းရတယ်သူမကြောက်ဘူးဗျအဲ့တော့သူ့ရဲ့ golden time တခုကတော့ဆက်လက်ပြီးတော့เนาะရှောင်းလန်းနေတော့မယ်နောက်မှလည်း holy crystal လေးပါလေးပေးထားတယ်ဗျတောက်လျှောက်ပဲ super line အနေနဲ့ solo pep တွေကြားထဲမှာ Messi flicker နဲ့เนาะလုံးဝတောက်လျှောက်ဆိုလို့အဆုံးသတ်ပေးသွားနေနေပဲ Messi ပြန်ကြမလားနောက်မှလည်း flare တွေကြားထဲမှာသွားပြီးတော့မီးနေတဲ့မကြောက်ဗျကဖူး killing spree ထပ်ပေးထားတဲ့နောက်မှာ Alita တောက်လျှောက်ကိုလိုက်ပြဖို့ကြိုးစားရမယ်လေ super pep အနေနဲ့ flare တွေကံမျိုးတားရတဲ့နောက်မှာတော့ Alita over extended လုပ်ဖို့ကြိုးစားခဲ့တဲ့နောက်မှာတော့ပြန်တောင်းနေနေပဲဘလို့မှာတော့ super bad အနေနဲ့ပြန်မကြသွားဘူးဗျာ 1-for-2 တစ်ဖက်ကလည်း Chris Bacon နဲ့နောက် flare ရဲ့တွဲလုံးနဲ့သူရခဲ့တဲ့ Brispa ရဲ့ full percent နော် full HP ရဲ့ 5% HP ပြန်ရတယ်ဆိုတဲ့ chat တစ်ခုอ่ะတော်တော်လေးတော့ကျွန်တော်တို့ battle မှာအကြာကြီးဖြစ်သွားခဲ့တဲ့အနေအထားမျိုးလို့ပြောရလိမ့်မယ်တောက်လျှောက်ဆိုလိုပဲတစ်ဖက်ကလည်းကျွန်တော်တို့တော့စားပြီးတော့ force နဲ့ exclusive ဖြတ်ထုတ်မှာ Samuel animation လက်ဘူးတန်းကြခဲ့တဲ့ခိုက်တဲ့ Wesley 6ချက်တဲ့ Sonata Kafu တောက်လျှောက် live ပါနေခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတော့ရှောင်းရန် light dash ဖို့တော့များနေသေးဗျာ Bland နဲ့တခါရဲပဲသူ front line မှာတော့နည်းနည်းလေး Mr. Cash တွေပိုင်းနဲ့ပြန်ပြီးတော့သွားရဖို့အနေထားမျိုးလေးတော့ပြန်တွေ့ရတယ်ဒါပေမဲ့မမတူ front line ဖြတ်တိုင်း Yuri with the retribution ရှောင်းရတဲ့ကိုထိုက်ကြခဲ့တဲ့ character ကမှ air drop လေးထပ်ပေးတာနဲ့ Channel super bad AOG ပြန်ခုန်ထားခဲ့မယ်ဒီလော့ရော AI Esport ဆက်လက်ပြီးတော့သိမ့်ပိုက်ထားနိုင်ခဲ့ပါပြီ Fasa Grow တွဲလုံးနဲ့ join ကိုထိမှုအတွက်သူတို့ plan လာခဲ့တဲ့ strategy တခုကအလုပ်ဖြစ်ခဲ့တယ်လို့ပဲကျွန်တော်တို့ဒီပရိမာတော့ပြောလို့ရတယ်ဗျာတကယ်ကိုလုပ်ဖြစ်သွားတယ် Yuri final execution 3 rows တပ်ပိုင်းတိုင်းနဲ့ကဖူးတကောင်ပါခေါ်ဖို့ကြိုးစားတယ်ဗျာ True Weather 3အနေထားမှာတော့ကြော်ပြေးရိုက်ဖို့ကြိုးစား Resist လက်တွေအောက်မှာရအောင်ပဲ Yuri ပြန်ပြီးထွက်လာခဲ့ပါသေးတယ်တော်တော်လေးတော့တရလက်ပါတဲ့ကစားကွက်တွေ AI Sport အသင်းပြသနေရလို့ပဲကျွန်တော်ဒီနေရာမှာတောင်းတလိမ့်မယ်ဗျာဘေကနေပြီးတက်လိုက် crew တွေလည်းကဖူးပြန်လည်းပြီးတော့ရှင်းထုတ်မှာဖြစ်ကဖူးကလုံးဝတော့မကြသေးဘူးဒါပေမဲ့ဒီ UAE နဲ့ Grow ကိုကြော်ပြီးတော့နောက်ဒီ backline တွေကို damage ပေးဖို့ဆိုတာသူ့အတွက်ကတော်လေးမလွယ်ဘူးဗျာနောက်မှလည်း Father ဘော်ပါနေနေထားကြောင်းလည်းပါတယ်အခုလည်း Father air strike ရှင် play လေးပြန်ပြီးသုံးထားသေးရဲ့ Megaton မပေးရဖို့အတွက်ကိုတော့ Rio Esport နေအကောင်းဆုံးပြန်ပြီးတားလာနိုင်သေးတယ်လို့ပြောမှာဗျာဆိုတော့ AI အနေနဲ့တော့သူတို့ဒီ Mega Tower တစ်လုံးလောက်ရနိုင်တော့ပိုကောင်းတယ်ဗျာနော်
ကဲ AI Esport အနေနဲ့ Mega Lane push ဖို့တော့ရှော့ဆက်ပြီးတော့သူတို့အနေနဲ့ကြိုးစားနေစေပဲအပေါ်လမ်း Mega နည်းနည်းလေးပို့ပြီးတော့ဖြစ်နိုင်တဲ့အနေအထားမျိုးတွေတော့ပြောရမယ် Group Fabricate တစ်ဖက်ကလည်း Magic နဲ့ Backline only ပဲ UNS နဲ့ Aon နဲ့ HD အောက်မှာတော့ Alita ပြစ်ချက်နဲ့တူပဲ First Mega Tower စပြီးတော့ရလိုက်ပြီဗျာဒါပေမဲ့အရင်တိုးလို့ကောင်းတဲ့အနေအထားမျိုးတော့သိမဟုတ်တော့ဘူးเนาะ Tower Banish တွေနောက်ထပ်ကြံရှိနေခဲ့တဲ့ Mega Banish တွေထပ်ပြီးတော့ရှိနေစေပဲဆိုတဲ့အခိုက်အတန့်မှာ Ryan Esport ဘက်ကလည်းကောင်းကောင်းကြီး defend ထားလို့ရနေသေးတယ်ဆိုတဲ့အနေအထားမျိုးလို့ပြောရမယ်တာတော့တာသွားပြီဒါပေမဲ့အရင်တော့ကျွန်တော်တို့ pause လို့တော့မရသေးဘူးဗျရှောင်းလိုက်ကမဲ့ beast control တွေကနောက်ပိုင်းမှာတော့တစ်ဖက်က1-1နဲ့ဒီ Fasa တို့ဘာလို့ကောင်းကောင်းပြန်ပြီးတော့ pressure ပေးနေတဲ့အနေအထားမျိုးလေးမှာတော့ရှိတယ်ဒါပေမဲ့ PA7 ရဲ့ Fasa fully pause ပဲဖြစ်နေရဗျတော်တော် hero ကသူ့နောက်အရင်ကတ်လို့ရမှာတော့မဟုတ် Black Wing ကိုပြီးသွားတာဆိုးတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့တော့သူ့ရဲ့ဒီ AOE ဒါ best damage ကတော့ပို့ပြီးတော့ဆင်ပြေလိမ့်မယ် Rayon Esport ဘက်ကတော့နည်းနည်းစိတ်ရှည်ဖို့လိုအပ်နေရလို့တော့ကျွန်တော်တွေးမိရဗျာဒီရှောင်းရန်ရဲ့ Electrify Dance ကြီးဟာဒီ Father Grow ရဲ့ timing တွေအောက်မှာပဲကွက်တိသွားကြနေတော့သူဘလို့မှ like ကတ်လို့မရဘူးဖြစ်နေတာဗျာဒီလက်ပူးနဲ့ကျွန်တော်ဒီရှောင်းရန်ရဲ့ timing ကွက်တိလောက်သွားကြမယ်ဆိုရင်တော့ AI Esport ကိုသူတို့ရင်ဆိုင်ရတဲ့အပိုင်းတွေကပို့ပြီးတော့အဆင်ပြေလိမ့်မယ်မကြရင်မှာပေါ်လာမယ့် objective ကတော့ကျွန်တော်ဒီ Rayon အတွက်အဆုံးဖြတ်ဖြစ်လာမယ့်အရာတစ်ခုဗျာ ဟုတ်တယ်အဓိကဘာလို့နေရလဲဆို Winner Crown Winner Crown မပါသေးဘူးဆိုလို့ရှိရင်သူ့အနေနဲ့ဘလို့မှ electrifying piece တွေကိုဒီ backline နဲ့တိဝင်ပြီးတော့အကြာကြီး damage ပေးဖို့ဆိုတော့မဖြစ်နိုင်ဘူးဗျအခုလည်းဒီ Mega Tower တစ်လုံးပေးလိုက်ရတယ်အဲ့ဒီပြည်မှာဒီနောက်မှရှိနေခဲ့တဲ့ second tower တွေအကုန်လုံးပေးလိုက်ရတဲ့အတွက်ကြောင့်မလို့ဒီ blue buff free bar တွေကရဖို့တော့မလွယ်တော့ item ဆိုင်ရာမှာလည်း Real Esport နေနောက် 5k တော့မှနေသွားတာပေါ့နော်လော်ပေးလိုက်တဲ့အချိန်မှာတော်လေးသိတာတွေဗျဗရေတော့ချုပ်ကြတယ်အဲ့လိုမျိုးဒီ law တွေပါထပ်ပြီးတော့ပေးရတဲ့အချိန်မှာသူတို့အနေနဲ့တေချာပေါက်ပဲနောက်ကကွာမှုကြီးမားတဲ့အရာတခုရင်ဆိုင်နေရပြီဒါတွေကိုသူတို့ item ဆိုင်ရာပြန်လည်ဖြစ်တည်မှုအတွက် space ရလဲ lane feeding လုပ်ထားတော့ဘလို့မှပြန်ရှာလို့မရနိုင်တဲ့အခြေအနေမျိုးတော့ဖြစ်နေရယ် Granja မသိဘူးဆိုတာမှန်ပေမဲ့ Granja ပြရမယ့် hero တွေက UNN နဲ့ Gross ဆိုတော့ဒီပွဲကပြောမှဆိုလို့ရှိရင်တော့ damage လုံလောက်မှုကအနည်းငယ်လေးကြော်ပါလာပြီဗျာနော် Game 1တော့ပုံစံနဲ့သူတို့ပြန်ပြီးတော့ကြုံတွေ့နေရတဲ့အနေအထားမျိုးတွေတော့ကျွန်တော်တို့ပြောရမှာထင်တယ်ဗျာနော် Gadokacha နဲ့ဒီ Trizla ကိုဖြည့်ရှင်းမှုကလည်း Game 1တော့ Cafu ရဲ့ Granja နဲ့လိုအပ်ချက်တွေများစွာတော့ရှိခဲ့တယ်အဓိကသူ့ရဲ့ hero လိုအပ်ချက်ဆိုတာမျိုးထက်သူရခဲ့တဲ့ nature အရသူတို့အနေနဲ့ဘလူးမှပြန်ပြီးတော့ရှင်းလို့မရခဲ့ဘူးပေါ့နော် Scam ရဲ့ stack တွေအရင်ထောင်ထများပြားနေရဆိုလို့ရှိရင်တော့တမျိုးပေါ့ဗျာ Federation ပေါင်းပြီးတော့ဖြည့်ရှင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အများကြီးတော့ဖြစ်မယ်ဒါပေမဲ့လက်ရှိချိန်ဒီထိရောက်ကျွန်တော်တို့အရင်သွားလို့တော့သိမရသေးဘူးဒီကြားထဲမှာလည်း Solidနဲ့ Father Air Strike တန်းတွေအများကြီးရှိသေးတယ်တစ်ဖက်ကလည်းပြန်ထိုး extra triangle ကတော့ damage တွေအောက်မှာတစ်ခါလေးတက်ပြီးတော့ပြတ်ခဲ့တဲ့ Super Light Crossbow တန်းနဲ့ Alita တောက်ရှောက်လိုက်ဖြဲနေခဲ့ damage တွေအောက်မှာတစ်ဖက်က Super Band နဲ့ Flicker တက်ကိုမှကျန်ရှိနေခဲ့ရှောင်းရန် only ပဲလမ်းကြည့်နေခဲ့တဲ့အခြေအနေမှာတော့ one man down front line မရှိတော့ဘူးဆိုတော့ Ryan Esport ဒီလော့ထပ်ပေးရဖို့တကြတော့ဖြစ်သွားခဲ့ပါပြီ Phantom Execution တွေကျွန်တော် Godfather တွဲလုံးနေနဲ့ objective fight တွေမှာရင်ဆိုင်ခဲ့တဲ့ AI Esport ရဲ့နော်ကျွန်တော်ဒီအလဲပြောင်းတစ်ခုကတော့ကျွန်တော်လက်ရှိအချိန်ဒီမှာစင်ပြေသွားပြီလို့ပဲကျွန်တော်တို့သုံးသပ်လို့ရတယ်ဗျာအားလကိမိနစ်တွေမှာ AI Esport အနေနဲ့တကယ်ကိုကျွန်တော်ရုန်းကန်နေရတယ်ဒီရှောင်းရန် beast တွေလိုက်ခဲ့တဲ့အချိန်ဒီမှာ Father အနေနဲ့လုံးဝတဲလို့မရဘူးဗျာ Father Grow တွဲလုံးချိတ်လို့မရဘူး Alita ကိုယ်တိုင်ကနှစ်ခါလောက်ထိကြာနေခဲ့တဲ့အရာတခုသို့ပေမဲ့သူတို့အနေနဲ့ကျွန်တော်ဒီခုနကတော့ objective fight တွေမှာဒါ Yuri ရဲ့ Phantom Execution နဲ့ Retreat ကွတိကြတဲ့အပိုင်းတွေကလည်းစင်ပြေသွားတယ်ရှောင်းရန်ဒီတစ်ခေါက်မှလည်းကျွန်တော်ပြန်ပေးလိုက်ရတယ်ဗျာမရဘူးဗျာနော်သူအနေနဲ့ကျွန်တော်ခုနကပြောခဲ့သလို Winner Crown မပြီးသေးရတော့သူဘလိုက်ဝင်မှုဆိုတာလုံးဝမဖြစ်နိုင်တော့တဲ့အချိန်တစ်ခုဗျာနော် Fasa လည်း Flicker ရှိမယ် Wings by Wing ရှိမယ် Leader အနေနဲ့လည်း Inspire Crossbow ရှိမယ်ဗျာ Lance လောက် aim မှုဆိုတာလည်းမဖြစ်နိုင်ဘူးဆိုတော့ဒီ damage dealer တွေကိုလိုက် aim ဖို့အတွက်တော်လေးကိုခက်ခဲလာတဲ့အခြေအနေမှာနော်ဒီတစ်ခေါက်မှလည်းပြန်ပြီးတော့မရှောင်းရင်ကြာသွားခဲ့ရတယ်ဗျာဒီတစ်ခါမှာပေါ်လာခဲ့တဲ့နော် Law နဲ့တူပဲနောက်တစ်ချိန်ထပ်ပြီးတက်လာဖို့ရှိမယ်အလယ်မှာလည်း Fasa Air Strike လေးနဲ့ Mega Tower ကိုတော့ဒါသလောက်လေးသွားပြီးတုံးနေရတဲ့အနေအထားတစ်ခုမှာ Yuki ကတော့နှစ်သိန်းလုံးမပေးရသေးဘူးဗျာကဲ hero game အနေထားတစ်ဖက်ကလည်းကျွန်တော်တို့ low advantage နဲ့ AI Esport ထပ်ပြီးတော့တက်လာခဲ့ပြီဆိုတဲ့အနေထားမျိုးလို့ပြန်တွေ့ရအောင်မယ် Regan Slash Land Shaker ရဲ့တစ်ဖက်က Simure level ဘူးလေးနဲ့ပြန်ပြီးတော့ပြီးသားဆိုရင်ဘာမှတော့သိမတူဘူးဗျ Area လည်း immortality ပြီးလာခဲ့တဲ့ခိုင်တာတစ်ခုပေါ့သူ့ကိုတော်တော်လေးတားဆီးဖို့ကတော့ Singletaka Stand လေးပါမလာခဲ့ Ryan Esport ရဲ့ backline အနေနဲ့တော်လေးခက်ခဲတဲ့အနေထားမျိုးလို့ပြောရမယ် base control အမပြီးသွားပြီ drop barricade နဲ့ 3 mile ပဲထပ်ပြီးတော့တီထားစေပဲ Regan Slash Land Shaker တစ်ဖက်က Simure တည်ထားခဲ့ပြီဆိုတဲ့ခိုင်တာတစ်ခုမှာတော့ 2 lane mega လည်းပဲပြန်ပြီးတော့ကျင့်မဲ့ခိုင်တာတစ်ခု triangle လေးထပ်ပြီးထားတယ်ပဲ 2 lane mega တော့ AI Esport ဆက်ပြီးတော့ရလိုက်တယ်ဗျနောက်တဲ့ media တစ် wave drop ကလည်းကျွန်တော်တို့ပြန်ပြီးတော့ lane clear လုပ်ဖို့လိုနေခဲ့တဲ့ character တစ်ခုမှာ all in mega ကိုပဲပထမဆုံးသူတို့အနေနဲ့ပြန် force တာတော့ပိုကောင်းပါလိမ့်မယ်ဟုတ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်ဒီ unbreakable တွေပါသွားမယ်ဆိုလို့ရှိရင် Andy ရဲ့များတဲ့အခက်အခဲတစ်ခုလို့ပြောရမယ် Yuri နဲ့ပြန်တော့ထွက်လာသေးရဲ့ဗျာ Rafael Air Strike တက်ချေတဲ့ backline control 4 shot shut down ကြီးပြန်ပေးလိုက်ရပါပြီ 3 man လုံးဝတန်းပြီးတော့တောင်းမဲ့နေတာတစ်ခုလို့ပြောရမယ်ဗျာဒီကောက်မှလည်း Cafu တကယ်ကိုကောင်းတဲ့ Black ရဲ့ 3 man stand ကို Air Strike alive ဆိုတော့ကွက်တီပဲဗျာနောက်မှလည်း Yuri တော့ရှော့ပဲ Super Bug ကိုသွားပြီးတော့ကြည့်နေ Thonos တီကြားထဲမှာ Flicker ပြန်လေရှောင်ပြနေရင် Final Accretion တွေကြားမှာ Super Light Mega KT ကိုပါသိမ့်ပိုက်နေနေပဲ Yuri ဒီကောက်မှလည်းတော်တော်ကိုတဲချိုးဖို့တော့ကြိုးစားနေရဗျာနောက်မှကျန်နေခဲ့တဲ့ Samurai Super Bug ရှောင်းရန်တော့ယောက်ကြားထဲမှာပဲအတင်းအားမှာပဲလိုက်ပြီးတော့ပဲ Alita ပြခွဲနေတဲ့ damage တွေတော့မကန်နိုင်ဘူးဗျ Father Air Strike ပြသုံးထားသေးတဲ့မှာ Samurai တကောင်ထပ်ပြီးတော့ကြာနေ Crossbow တက်နေကြားထဲမှာ 2 man ထပ်ကြတဲ့ပြေမှာနောက်မှကျန်နေခဲ့တဲ့တောက်ရှောက်ဆိုလို့ Super Bug ကိုပါအဆုံးသတ်ချင်နေဆိုမှလည်းမရတော့ဘူးဗျာ
ဒီကောက်မှာလည်း game number 3ကိုတော့ AI Esport အနိုင်ရရှိနေနေပဲ MSL Season 2ရဲ့အဖွင့်ပွဲစဉ်လေးကတော့တကယ်